ဒီရဲ့ပြဿနာလေးကိုရှင်းပေးမှရမယ်အဲ့တော့ပေါ့နော်ဒီပြဿနာလေးကဘာပြဿနာလဲသိချင်တဲ့သူတွေကဗီဒီယိုဖိုင်လေးကိုအဆုံးထိကြည့်သွားပေးသေးတယ်။ဘာလို့လဲဆိုတဲ့အခါကျတော့ပေါ့နော်ဒီရဲ့ဘိုင်းမှာကနနီးစီမှာပေါ့နော်ဖုန်းဝင်အရန်များတယ်ဖုန်းကောတွေတောက်လျှောက်လာတယ်ဘာလာလဲဆိုတဲ့အခါကျနနီးရောင်းချနေတဲ့ပစ္စည်းတွေကိုပေါ့နော်နနီးကိုပေါ့နော်သူတို့ကအထင်ကြီးတာပေါ့နော်နနီးရောင်းနေတဲ့ပစ္စည်းအားလုံးကိုသူတို့ကရွှေအစ်စ်တွေရောင်းနေထင်ပြီးတော့ပေါ့နော်ညီမလေးရွှေဆိုင်ကဘယ်နေရာမှာဖွင့်ထားတာလဲညီမရောင်းပစ္စည်းလေးတွေကကျဲသေးလားကျဲသေးလေးတွေဆိုလို့ရှိရင်ရွှေကျဲသေးအစ်စ်ကလေးတွေက9လုံးတစ်စုံဆိုရင်ဘယ်လောက်လဲညီမရောင်းချတဲ့ဆွဲတူကြီးကဘယ်လောက်သားရှိတာလဲဘယ်လောက်လဲဆိုတော့တစ်ချိန်လုံးဖုံးဆက်မေးတဲ့ချစ်မတွေအတွက်ပေါ့နော်ဒီပြောချင်တာကနည်းရောင်းချနေတဲ့ပစ္စည်းလေးတွေကရွှေအစစ်မဟုတ်ပါဘူးရှင်ရွှေနဲ့တရားခိုင်နှုန်းတူတယ်ရိုးရရွှေစိမ်လေးတွေဖြစ်ပြီးတော့ပေါ့နော်ဒါလေးတွေကပေါ့နော်တကယ်ဥမာနည်းကိုပေါ့နော်ထားသွားထားလားအလူမင်္ဂလာဆောင်ကထိန်သွားတဲ့အခါကျကထိန်နေခင်းတဲ့အခါကျကိုယ့်ရွှေစစ်တွေကိုတိမ့်ထားပြီးမှပေါ့နော်ရွှေစားတော့ဝတ်လို့ရတယ်ရွှေစားတော့လုပ်ရတဲ့လေးတောင်းနေတိတိချာလေးပြပြချင်တယ်နည်းရောင်းချနေတဲ့ပစ္စည်းလေးကပေါ့နော်ရွှေအစစ်ကုန်တင်ပေးထားတာဖြစ်ပြီးရွှေအစစ်နဲ့တရားခိုင်နှုန်းတူတဲ့ပစ္စည်းလေးတွေမို့ပေါ့နော်ချစ်ဆုံးတို့တွေကကိုယ့်ရဲ့ပစ္စည်းလေးတွေကိုအိမ်မှာတိမ့်ထားပြီးတော့ရွှေစားတော့ဝတ်ချင်တဲ့သူတွေအတွက်နည်းရပေါ့နော်ဈေးနှုန်းကိုပေါ့နော်ပစ္စည်းမှန်ဈေးနှုန်းမှန်နဲ့ရောင်းချပေးနေတာဖြစ်တဲ့အတွက်ပေါ့နော်ချစ်ဆုံးလေးတို့ကပေါ့နော်တကယ်ကိုပေါ့နော်ရိုးရရွှေစင်ဝစ်ပြီးတော့မှရွှေအစစ်ဝစ်တဲ့ဖီလီမျိုးကိုခံစားရခြင်းနဲ့ဆိုရင်တော့ပေါ့နော်ဟောလိုမျိုးတောင်းခဏနဲ့ရောင်းချပေးနေတယ်ဒီ Nora Fancy Collection ကနေပေါ့နော်ရွှေအစားတို့လက်ဝိရနာလေးကိုဝယ်ပြီးတော့ဝယ်ယူအားပေးလို့ရပါတယ်ရှင်နည်းတခြားလေးပြပြချင်ပါတယ်နည်းကပေါ့နော်မန္တလေးမြို့မှာနေထိုင်တာဖြစ်ပြီးတော့ပေါ့နော်လက်ကားယူတဲ့ချစ်ဆုံးလေးကိုဒါအိမ်မှာခေါ်ထားတာဖြစ်ပြီးတော့နော်ဒီလိုမျိုးတစုံဆွဲချိုးတကုံး locket တစ်လုံးဒီလိုမျိုးယူတဲ့သူတွေဆိုတော့နည်းအိမ်မှာမရောင်းပါဘူးဒီလိုမျိုးပေါ့နော်ဒီလိုမျိုးကိုဝတ်ဖို့ဝယ်ခြင်းတဲ့သူတွေဆိုရင်တော့နည်းပေါ့နော် online နဲ့တီးတိုင်ရောင်းချပေးတာဖြစ်ပြီးတော့ပေါ့နော်နည်းရောင်းချနေတဲ့ဒီပစ္စည်းလေးတွေကရိုးရရွှေစိမ်လေးတွေဖြစ်ပြီးတော့ပေါ့နော်ဒီကျိုးလေးဆိုရင်လည်း26လက်မှပေါ့နော် over site ထဲကကျိုးကိုမှနည်းရောက်မြန်မာငွေကျပ်6900ကျန်တဲ့ရောင်းချပေးတာဖြစ်ပြီးတော့ပေါ့နော်ဒီလက်ကောက်လေးတွေဆိုရင်10ခွင်းမှာမြန်မာငွေကျပ်3500ကျန်တဲ့ရောင်းချပေးတာဖြစ်တဲ့တော့စစ်ဆုံးရွှေစားဖို့လုံးဝရတနာလေးတွေကိုပစ္စည်းမှန်ဈေးနှုန်းမှန်နဲ့ရချင်နေဆိုရင်တော့ Viber 3ညကို2560တော့မှာဆက်သွယ်စုံစမ်းမြင်ပြီးတော့ဝယ်ယူအားပေးလို့ရပါတယ်ရှင်ဒါတွေရောင်းချပေးတဲ့အခါမှာနည်းရောက်ပေါ့နော်ဒလီရောက်တဲ့မျိုးတိုင်းကိုအိမ်ရောက်ငွေချေစနစ်နဲ့ရောင်းချပေးတယ်ဒါပေမဲ့လို့ပို့ဆောင်တဲ့အခါဆက်သွယ်ရလွယ်ကူအောင်ဆိုဒလီကတော့ကြိုယူပါတယ်ဒလီကကြိုတင်မလွဲနိုင်တဲ့သူဆိုရင်တော့တစုံတဦးညာလုံးဝရောင်းချပေးခြင်းမရှိတဲ့အတွက်ပေါ့နော်နေ့စီရပစ္စည်းလေးတွေကိုအားပေးချင်တာပဲဖြစ်ပေါ့နော်နေ့ကိုချစ်ပြီးတော့မှပေါ့နော်နေ့စီရပစ္စည်းလေးတွေကိုဝယ်ယူအားပေးချင်တာပဲဖြစ်ပေါ့နော်နေ့ကပေါ့နော်ပစ္စည်းတွေကိုချစ်ဆုံးလို့ respect ထားတဲ့အနေနဲ့ကျေးဇူးတုံ့ပြန်တော့အနေနဲ့ပေါ့နော်ပစ္စည်းတွေကိုအိမ်ရောက်ငွေချေစနစ်နဲ့ရောင်းချပေးပါတယ်ဒါပေမဲ့လို့နေ့ကိုတော့ဒလီကာလေးကိုယုံကြည်စွာနဲ့လွှဲပေးပါလို့နေ့ပြပြချင်ပါတယ်ဒီပနိုင်ငံကချစ်ဆုံးလေးတွေဝယ်တော့မယ်ဆိုရင်တော့ငွေကြိုလွှဲရပါတယ်ရှင်ငွေလေးရောက်ပြီးစွာနဲ့တက်ဆိုင်ရာကာကိုလေးတွေနဲ့အပ်ပြီးတော့ချစ်ဆုံးတို့လက်ထဲကိုတပတ်10ရက်ပြောင်းကြောင်းနဲ့တည်င်းကောင်းလေးပိုင်းနဲ့နေ့ကိုဝင်းရင်ပေးကြတယ်တူးတောင်တောင်လည်းကျေးဇူးအများကြီးလို့နေ့စီကနေယုံကြည်စွာနဲ့ဝယ်ယူအားပေးကြတယ်ချစ်ဆုံးလေးတွေအားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်